အားလုံးပဲမင်္ဂလာပါချမ်းပေါင်းပြီးညနေလေးတင်ပေးမှဖြစ်ပါတယ်အဲဆိုတော့ဒီကခွာလေးကနေပြန်စညက်လိုက်ပြီနော်ခွာလေးနဲ့ညက်လိုက်တယ်ဒါလေးကမလိုတော့တဲ့အပိုင်းဒီဓာတ်တွေညက်လိုက်မယ်နော်အောက်ကလည်းခြေဝါလည်းတစ်ခါတည်းပါပြီးသားဆိုတော့ခောက်ကပါပြီးသားဆိုတော့မလိုတော့တဲ့အပိုင်းညက်လိုက်ဒီနောက်တစ်ခုကကြတော့လေဒီဘေးသားကမလိုတဲ့အပိုင်းရပါပြီဒီနေရာလေးက freezing လိမ့်ရမယ်အပိုင်းလေးပါဖွယ်သွားလိုက်တော့ freezing လိမ့်ရမယ်အပိုင်းလေးကဒီပိုင်းလေးပါနောက်တစ်ခုဒီချွန်ဆက်ကလေးကလည်း freezing လိမ့်ရမယ်အပိုင်းလေးပါရပါပြီဒါဆိုရင် freezing လေးလုပ်ပြီးပြီဆိုလို့ရှိရင်ဟုတ်ကဲ့ပါဒီ freezing လေးထားတဲ့နေရာလေးကိုခောက်တိတ်မယ်ဒါလေးက freezing တိတ်ထားတဲ့နေရာအဲ့ဒါလေးကိုခောက်ဒီဘက်ကဆောင်းခောက်ပြီးဒီဘက်ကထပ်ပါရပါတယ်ဟိုဘက်ကထပ်စင်ရတယ်ဒီဘက်ကထပ်စင်ဒါကစီစဉ်နေထားတဲ့ကောင်ဒါလေးကညှက်ဖြာမယ်တိုင်းမှာအဲ့ဆိုပြန်ခောက်လိုက်မယ်နော်နံပါတ်မှာဆက်ထားတော့ပြီးပါဆိုတော့ဒါလေးလည်းညှက်ချက်လို့ရပါပြီဒါလေးကမလိုတဲ့အပေါ်ပိုင်းလေးပါ freezing လေးပြီးတစ်ကပ်ပြီးမှညှက်ပြတော့မဟုတ်ဘူးရှင်စောင်းဒီဟာလေးလည်းညှက်ပြရမယ်ပိုင်းပါဒါလေးကဒီလိုဒါလေးကဆွေးနေသိထားတဲ့အပိုင်းလေးပါဒါလေးကိုလည်းညှက်ထုတ်ပါမယ်ကဲဒါကဆံပေါင်းပြီးသွားပါပြီပကံညှက်နေလေးပါအဲဆိုတော့ဒါလေးတစ်ခုရမယ်ဒါလေးဘွားတစ်ခုရမယ်နောက်တစ်ခုဒီမှာထောက်ကြောင်းလေးတွေနဲ့ညှက်ဖို့ဒီလေးမှာတစ်ခုရမယ်လက်ကကိုင်လို့ကတော့မဟုတ်ဘူး။ဒီလိုလေးတစ်ခုရပါမယ်ရှင်။ရပါပြီ။